ပါတယ်စားလေးသွားဝယ်ပါတယ်ရှင်စားလေးဝယ်ပြီးတော့အပြင်ကြတော့လမ်းမှာအဖွားဦးနဲ့တွေ့လို့အဖွားဦးကိုစိတ်ဝင်စားလို့ပေါ့အဖွားဦးနဲ့ဝင်ပြီးတော့ဆက်စုရင်မေးရင်ပြောရင်တော့ကီပွိုင်းနဲ့စကားလေးတွေပြောပြခဲ့ပါတယ်။ဘာတွေပြောသလဲဆိုတာကိုဒီချက်သူစားနဲ့တူတူလိုက်ကြည့်ရအောင်ကြည့်ပေးပါအောင်နော်။ အားနေတာငိမ့်ငိမ့်တက်နေရမှာလေ စိတ်ညစ်မနေပါနဲ့ ဘောအထင်မှမပြေဘူးငိမ့်ငိမ့်နေတယ်ဆိုတာအပြည့်စုံမှနေလို့ရတာလေ ဟုတ်ကဲ့ပါ အကိုထူကိုထားတဲ့ဘဝကိုးတဲ့တဲ့နေလို့ရှိ ဩဟုတ်ကဲ့ အကိုးတဲ့နေဟာဘယ်လိုလုပ်ပြီးတော့သမီး ဟာ အမေဘယ်လိုလုပ်ပြီးတော့ ဒီပေးလိုက်ပါမယ် သမီးစားဖို့တော့မအနိုင်နိုင်အခုမပြောတာဟိုသွားတီသွားတယ်နော်အချိန်နာကြဘိုက်ဆိုတာထားတယ်အားထရဖို့မ ဒီမေးရအကောင်းတယ်နော်အဲ့တော့ပေးလိုက်တာဒီကတော်တော်လေးသူနဲ့ကြက်နေလို့ဆို သမီးကလိုက်အိုက်ခါကြလိုက်ခဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ ဟဲ့လားလိုက်ဖို့လိုက် ဟိုဒီအင်ကြီးထဲမှာလည်းတစ်ထောင်ပါသေးတယ်ဒီအင်ကြီးထဲမှာလည်းတစ်ထောင်ပါသေးတယ် အဲ ဒါကတည်းကပေးတာဟောသူ့ပေးတာပေးတယ် အဲအမေနေတော့နှစ်ယောက်လောက်လာနော်ကျေးဇူးရှင်မင်းရဲ့နေရဲလိပ်စာလေးပြောပါဦး မင်းနာကုန်း မင်းတဲ့ကုံ မင်းတဲ့ကုန်း ဟုတ်ကဲ့ အ ဟုတ် ဖွား ကဲ့ နေရမင်းတဲ့ကုန်းခေါ် ဟုတ်အဖွားနာမည်လေးကဘယ်လိုခေါ်လဲရှင် ဒေါ်တီကြီး ဒေါ် တီကြီး ဒေါ်တီကြီး ဟင်း ဩဟုတ်ကဲ့ပါ 94နှစ် ဟုတ်အဖွားဒေါ်တီကြီးမင်းတဲ့ကုန်းရဲ့မှာနေတာအသက်64နှစ်ပေါ့နော်ဟုတ်တခြားလူတွေလည်းလူကျင်တဲ့လူတွေရှိတယ်လူလို့ရအောင်လို့လိုင်းပေါ်တင်ပေးလိုက်မယ်နော်နော်အဖွားနော်ဟုတ်ကဲ့ပါ အဖွားအဲ့လိုလေးငိမ့်ငိမ့်တက်တယ်လား ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ဆ ကဲ့ ရာဘောကလည်းပြောတာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ မသွားတယ် ဟုတ်ဆွေမျိုးမရှိဘူးပေါ့ဟဟလားတယောက်တည်းလား တကောင်ပြတ်တယ် ဩဟုတ်ကဲ့ပါအဖွားဟုတ်ဟုတ် ရတော့ဟောပေါ့ဒီကဒီကကျတော့ မရှိဘူး ဟုတ်ကဲ့ပါ မိသားစုမရှိဘူး ဟုတ်ကဲ့ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ဘာမရှိဘူးသမီးမရှိဘူးလေမရှိဘူး ဟုတ်ကဲ့ တကောင်ပြတ်တယ် ဟုတ်ကဲ့ပါသမီးလိုင်းမော်တင်ပေးမယ်နော်အဖွာဟုတ်ကဲ့ခွင့်ပြုတယ်မလားအဖွာဟုတ်ကဲ့ပါတင်ပေးပါမယ်ရှင်လူကျင်တဲ့လူတွေလည်းထပ်ပြီးလူလို့တန်းလို့ရပါတယ်ရှင်ဒီအဖွာကိုနော်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကဲဒီချက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းလူနိုင်တက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင် Thanks for watching my video. See you next video.